2025 ခုနှစ်နိုဝင်ဘာလကနေ2026 ခုနှစ်ဇန်နဝါရီလအထိ3လတာအတွင်းလူပေါင်း90နီးပါးဟာအွန်လိုင်းပေါ်မှာလွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကြောင့်စစ်အုပ်စုရဲ့ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ဖေဖော်ဝါရီလ14ရက်နေ့ကထုတ်ပြန်တဲ့မြန်မာ Internet Project MIB အစီရင်ခံစာကဆိုပါတယ်။ဖမ်းဆီးခံရသူတွေထဲမှာဒီကောက်ပွဲဆိုင်ရာဥပဒေနဲ့တရားစွဲခံရသူတွေလည်းပါဝင်နေပါတယ်။လူခွင့်ရေးကြေညာစာတမ်းအပိုက်19အရလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာလူတူးတယောက်အတွက်ဆုံးရှုံးရုံနဲ့တင်ကြီးမားတဲ့ထိခိုက်မှုဖြစ်တာကြောင့်စစ်အုပ်စုရဲ့ဒီလိုဖမ်းဆီးမှုတွေဟာအလွန်ပြင်းထန်ဆိုးဝါးတဲ့လူခွင့်ရေးချိုးဖောက်မှုကြီးဖြစ်ပါတယ်။အဆိုပါ3လအတွင်းဖမ်းဆီးခံရသူတွေထဲမှာပြည်သူ့ပါတီကနေအတူရောင်ရွေးကောက်ပွဲဝင်ခဲ့သူဦးလွင်မြင့်နဲ့စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုဝေဖန်ခဲ့တဲ့ထမင်းကြိုင်ဆွဲရောင်းချသူဦးကြည်တို့လည်းပါဝင်ပါတယ်။ဦးလွင်မြင့်ဟာလူမှုကွန်ရက် TikTok ပေါ်ကမဲဆွယ်ဗီဒီယိုမှာ2021အရေးတော်ပုံဆိုတဲ့အသုံးအနှုန်းကိုသုံးနှုန်းခဲ့ပြီးသူကိုယ်တိုင်နဲ့တားဖြစ်သူဟာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဖြစ်ကြောင်းပြောဆိုခဲ့တာကြောင့်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။ဒီဖြစ်စဉ်မှာနောင်တော်လေးဆိုသူတည်င်းသမားအမိခံအမျိုးသားရေးဝါဒဖြန့်ချီသူကဦးလင်မြင့်ရဲ့ပြောဆိုမှုတွေကိုဖွင့်ချသတင်းပေးပြီးဖမ်းဆီးဖို့လှုံ့ဆော်ခဲ့တာကိုတွေ့ရပါတယ်။လက်ရှိမှာတည်င်းသမားအမိခံစေအုပ်စုလော်ဘီတွေဟာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုချိုးဖောက်ဖို့အင်းနဲ့အားနဲ့တိုက်တွန်းလှုံ့ဆော်နေကြပါတယ်။သတင်းမီဒီယာကျင့်ဝတ်ကိုလုံးဝမလိုက်နာတဲ့အပြင်စေအုပ်စုကလက်သက်မွေးထားတဲ့ကြော်မျိုးမင်းကြော်စိုးဦးနဲ့အောင်မင်းတို့လိုသတင်းသမားအမိခံဝါဒဖြန့်ချီသူတွေဟာလူခွင့်ရေးချိုးဖောက်မှုတွေကိုရည်ရွယ်ချက်ရှိကျိုးလွန်နေသူတွေဖြစ်ပါတယ်။သူတို့ရဲ့လုပ်ရက်တွေဟာလွတ်လပ်သောသတင်းမီဒီယာကဏ္ဍတစ်ခုလုံးကိုကြီးစွာထိခိုက်နစ်နာစေပါတယ်။မြန်မာ Internet Project MIB အချက်လက်များအရ2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း9နှစ်တာအတွင်း online ထုတ်ဖော်ပြောဆိုမှုကြောင့်ဖမ်းဆီးခံရသူစုစုပေါင်း2000ကျော်ရှိလာပြီဖြစ်ပါတယ်။ဒီစင်းတွေထဲမှာသတင်းသမားနဲ့အမှုပညာရှင်တွေကိုစင်းတွေမပါဝင်သေးပါဘူး။ဖမ်းဆီးခံရသူတွေထဲမှာအမျိုးသား60%နဲ့အမျိုးသမီး40%ပါဝင်ပြီးလစဉ်ပြန်မြလူ90ခန့်ဖမ်းဆီးခံနေရတာဖြစ်ပါတယ်။အစီရင်ခံစာအရဖမ်းဆီးခံရသူ90%နီးပါးဟာစစ်တပ်ထောက်ခံတဲ့ Telegram Channel တွေရဲ့လှုံ့ဆော်တိုင်ကြားခံရပြီးနောက်48နာရီအတွင်းဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCN ရဲ့အဆိုအရ9နှစ်တာအတွင်းသတင်းသမား200နီးပါးဖမ်းဆီးခံခဲ့ရပြီးလက်ရှိချိန်ထိ30နီးပါးဟာနှစ်ရှည်ထောင်ဒဏ်တွေနဲ့အကျဉ်းချခံနေရဆဲဖြစ်ပါတယ်။စေအုပ်စုရဲ့ဒီလိုနှိပ်ကွပ်မှုတွေဟာလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်နေပြီးကျူးလွန်သူတိုင်းဟာနောက်တစ်ချိန်မှာနိုင်ငံတကာတရားစီရင်ရေးအောက်မှာတာဝန်ယူရမှာဖြစ်ပါတယ်။အလားတူပဲဖမ်းဆီးခံရအောင်လှုံ့ဆော်သူတွေဟာလည်းအားပေးကူညီသူဖြစ်နိုင်ငံတကာဥပဒေအရတရားစွဲဆိုခြင်းခံရပါလိမ့်မယ်။သူတို့ချန်ထားခဲ့တဲ့ digital အချက်လက်တွေဟာဖျက်မရတဲ့သက်သေများဖြစ်ပါတယ်။စေအုပ်စုရဲ့လုပ်ရက်တွေဟာနိုင်ငံတကာဥပဒေတွေကိုပြောင်ပြောင်တင်းတင်းစိန်ခေါ်နေတဲ့ရာဇဝတ်မှုတွေပါ။လွတ်လပ်စွာပြောဆိုခွင့်ကိုနှိပ်ကွပ်ဖို့စေအုပ်စုကလက်သက်မွေးထားတဲ့ lobby တွေနဲ့ဝါဒဖြန့်သူတွေကလည်းနိုင်ငံတကာရဲ့အရေးယူမှုတွေကနေဘလို့မှလွတ်နိုင်မှာမဟုတ်ပါဘူး။ကမ္ဘာ့သမိုင်းကိုပြန်ကြည့်ရင်လည်းလွတ်လပ်စွာပြောဆိုခွင့်ကိုနှိပ်ကွပ်ပြီးလူခွင့်ရေးချိုးဖောက်ခဲ့တဲ့အာဏာရှင်တွေဟာအကျိုးဆက်ကိုခါးသီးစွာခံစားခဲ့ရတာတွေ့နိုင်ပါတယ်။ရဝန္တာလူမျိုးတုံးတပ်ဖြတ်မှုအတွင်းမှာအမုန်းစကားတွေနဲ့ဖမ်းဆီးတပ်ဖြတ်ဖို့လှုံ့ဆော်ခဲ့တဲ့ရေဒီယိုသတင်းတင်ဆက်သူတွေဟာနိုင်ငံတကာခုံရုံးမှာနှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံခဲ့ရတယ်လို့လိုက်ဘေးရီးယားသမ္မတဟောင်းချားစ်တေလာဟာလည်းအလားတူကျူးလွန်မှုတွေကြောင့်ထောင်ဒဏ်250ချမှတ်ခံခဲ့ရပါတယ်။ Digital ခေတ်မှာလည်းလှုံ့ဆော်သူတွေရဲ့ခြေရာတွေကိုပုံမခိုင်မာစွာမှတ်တမ်းတင်ထားနိုင်တာကြောင့်သူတို့ဟာနိုင်ငံတကာဥပဒေရဲ့အရေးယူမှုကနေဘလို့မှလွတ်မြောက်နိုင်မှာမဟုတ်ပါဘူး။